တမိုင်းဆိုတာအောင်နိုင်သူတွေရဲ့မှတ်တမ်းလို့လူအများကပြောနေရှိကြပါတယ်ရှေးဟောင်းဂရိခေတ်တမိုင်းတွေအကြောင်းစဉ်းစားလိုက်ရင်ကျွန်ုပ်တို့မြင်ရောက်မိတာကခမ်းနားရဲ့ပါတီနိုလက်ကွန်းကြီးတွေဓာချင်းရိုက်တံတွေနဲ့ဟိန်းနေတဲ့စစ်မြေပြင်တွေနဲ့ခင်လီယိုနိုက်ဒတ်စ်တို့တို့ရဲရင်တဲ့သူရဲကောင်းတွေအကြောင်းပဲဖြစ်ပါလိမ့်မယ်ဒါပေမဲ့ဒီသူရဲကောင်းတွေရဲ့နောက်ွယ်မှာတမိုင်းစာမျက်နှာတွေကတိတ်ပြီးထုတ်မပြောခဲ့တဲ့အင်အားစုတစ်ခုရှိနေခဲ့ပါတယ်အဲ့ဒါကတော့ဂရီမီဂင်များရဲ့ဝိညာဉ်ပါပဲသူတို့ကအိမ်ထောင်စုတစ်ခုရဲ့အုံမြင့်ဖြစ်တယ်လို့ရင်ကျေးမှုတစ်ခုလုံးမွေးထုတ်ပြီးခဲ့တဲ့ဗဘဲစရာတွေနဲ့ဖြစ်ကြပါတယ်လာမယ့်တနင်္ဂနွေနေ့မှာကြာရောက်မဲ့အမေများနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကဂရီမီဂင်တို့ရဲ့ဘဝတွေကိုကျွန်တော်တို့အတူတူခီးသွားကြည့်လိုက်ကြရအောင်ဟိုးရှိတော့ဖိုးမရဲ့နာမည်ကျော် Odysseus မော်ဂွန်းအလင်ငါထဲမှာအလွန်ရင်နာစရာကောင်းတဲ့အခန်းတစ်ခန်းရှိပါတယ်အဲ့ဒါကတော့သူရဲ့ကောင် Odysseus တယောက်ဝိညာဉ်လောကတွေကိုဆင်းသွားတဲ့အခန်းပါအဲ့ဒီအမှောင်တို့ထဲမှာသူမထင်မှတ်ပဲတွေ့လိုက်ရတာကတော့သူ့ရဲ့မိခင် Anticlea ရဲ့ဝိညာဉ်ပဲဖြစ်ပါတယ်သူအိမ်ကနေထွက်သွားတော့အမေကကြမ်းကြမ်းမာမာနဲ့ကြံ့ရိတ်ခဲ့တာOdysseus ကငိုကြွေးမိခဲ့ပါတယ်အမေဘလို့ယောဂမျိုးကအမေကိုတေမင်းစီခေါ်သွားခဲ့တာလဲလို့အမေဖြစ်သူရဲ့အဖေကအခုထိကျွန်တော်တို့နှလုံးသားကိုတုန်လှုပ်စေပါတယ်သူကငါသားငါ့ကိုတတ်ခဲ့တာယောဂလည်းမဟုတ်ဘူးဒါလှန်လက်နှံမဟုတ်ဘူးမင်းကိုလွမ်းလွန်းတဲ့စိတ်မင်းပေါ်ထားတဲ့မြတ်တာကြောင့်ငါရင်ခွဲကြပြီးတည်ခဲ့ရတာပါတဲ့ဒါဟာဂရီမီဂင်တို့ရဲ့ပုံရိပ်ပါပဲတာသမီနဲ့ဝေးကွာနေကြရတဲ့အချိန်တိုင်းဟာသူတို့အတွက်တော့တည်ခြင်းတရားထပ်ပိုပြီးနာကျင်ရပါOdysseus ရဲ့ဇနီးတဲ့ပန်နယ်လိုပီယာရောသူမဟာလည်းမိခင်တူအနေနဲ့တားဖြစ်သူတယ်လီမာကတ်ကိုကာကွယ်ဖို့သူ့အမွေတွေကိုထိမ့်သိမ်းဖို့အတွက်နှစ်ပေါင်း20ကြာရက်ကန်းစင်ရှိမှာမျက်ရည်နဲ့ဉာဏ်ပညာကိုရောဆက်ပြီးဘဝကိုရက်လုခဲ့ရသူဖြစ်ပါတယ်ဒါပေမဲ့ Greek ပြည်ရဲ့တခြားတစ်ဖက်စပါတာမြို့မှာတော့မိခင်မြစ်တာပုံစံတစ်မျိုးနဲ့ရှိနေပါတယ်။အဲ့ဒီမှာမိခင်တွေကသားတွေကိုပွေဖက်ပြီးငိုကြွေးနေမရှိပါဘူး။သူတို့ကအတန်မဏိလိုခိုင်ပါတယ်အမျိုးသမီးတွေပါ။စပါတာမိခင်တယောက်ဟာသူ့သားစစ်မြေပြင်ကိုထွက်တော့မယ်ဆိုရင်ဒိုင်းတော်ကိုကမ်ပိန်းစကားတစ်ခွန်းပဲပြောတတ်ပါတယ်။ With it or on it အတိတ်ပဲကတော့ဒီဒိုင်းကိုအောင်နိုင်သူအဖြစ်ကင်ပြီးပြန်လာခဲ့ပါဒါမှမဟုတ်ဒီတိုင်းပေါ်မှာအလောင်းဖြစ်လဲလျောင်းပြီးပြန်လာခဲ့ပါဆိုတဲ့စကားပါပဲဒါကရက်ဆက်တာလားမဟုတ်ပါဘူးဒါဟာသူတို့သားသမီးတွေကိုတတ်သိရှိတဲ့ယောက်ျားကောင်းတွေဖြစ်စေခြင်းနဲ့အစွမ်းကုန်စတဲ့ဝန်နဲ့မြစ်တာပါသူတို့အတွက်တော့သားသမီးတွေဂုံတိတ်ခါမဲ့ဆိုအသက်ရှင်နေရတာထက်ဆိုင်သူရဲကောင်းတအုပ်ဖြစ်ဂုံတိတ်ခါရှိရှိတေဆုံးသွားတာကိုပိုပြီးဂုံတက်ကြပါတယ်စပါတန်မီရကိနေရသူတို့သားသမီးတွေကိုနိုင်ငံတော်အတွက်လွတ်လပ်မှုအတွက်ဝေးထုတ်ပေးခဲ့ကြတယ်မိခင်တွေပဲဖြစ်ပါတယ်ဒန္နာရီလောကထဲမှာတော့အမေဆိုတာကဘာကြီးရဲ့အသက်သွေးကြောလို့တင်စားကြပါတယ်နတ်ဖျားမှာတမီတာကိုကြည့်သမီးဖြစ်သူပတ်စဖောနီယိုမှောင်မိုက်တဲ့ငရဲပြည်ကနတ်ဖျားဟေဒီစ်ကခိုးယူသွားတဲ့အခါအမေဖြစ်သူတမီတာအစာမစားမအိပ်ဖင်ကဘာအနှံ့ကိုလိုက်ရှာတယ်။သူမရဲ့ဝမ်းနဲ့မှုကဘလောက်ကြီးပါလဲဆိုရင်ကဘာပေါ်ကတစ်ပင်ပန်းမှန်တွေအားလုံးနှွမ်းနှွမ်းကုန်တီးနှံတွေမထွက်တော့တဲ့အထိပါပဲ။ဒါဟာစောင်းရသည်ရဲ့အစပဲလို့ဂရိလူမျိုးတွေကလည်းယုံကြည်ကြပါတယ်။အမေတယောက်စိတ်နဲ့လောကကြီးအမှောင်ကျသွားတတ်တယ်ဆိုတာကိုဒီတန်တိုင်းကသက်သေပြနေတာ။လက်တွေ့ဘဝမှာလည်းရှေးဟောင်းဂရိမီခင်တွေဟာအိမ်ရဲ့မီးဖို့ဆောင်မှာရက်ကန်းစင်ရှေ့မှာသူတို့ရဲ့ဘဝကိုကုံဆုံးခဲ့ကြပါတယ်အဝတ်အထည်တွေကိုရက်လုံရင်သူတို့ဟာမိသားစုရဲ့နှွေးထွေးမှုသားသမီးတွေရဲ့အနာဂတ်နဲ့နေအိမ်ရဲ့လုံခြုံမှုတွေကိုပါတမြင်ချင်းစီစိတ်ရှိလက်ရှိရက်လုံခဲ့ကြတာဖြစ်ပါတယ်နှစ်ပေါင်းထောင်ကြီးကြာသွားခဲ့ပါတယ်အသင်မျိုးကရက်ကန်းစင်တွေနဲ့ပျက်စီးသွားခဲ့ပြီးစပါတာဒိုင်းလွှာတွေနဲ့တန်ကြီးတက်ကုန်ပါဒါပေမဲ့မပြောင်းလဲပဲကြံရိတ်ခဲ့တဲ့အရာတစ်ခုရှိပါတယ်။အဲ့ဒါကတော့အမေရဲ့နှလုံးသားပါပဲ။ Odysseus ကိုလွမ်းလို့ရှင်ကွဲနာချခဲ့တဲ့ Anticlea ရဲ့မြတ်တာမျိုး
သားကိုသူရဲကောင်းဖြစ်စေခြင်းနဲ့စပါတန်မိခင်ရဲ့စေတနာမျိုးသမီးတို့ကကဘာကြီးကိုရင်ဆိုင်ရေးခဲ့တဲ့ဒမီတာရဲ့တက်တည်မျိုးဒါတွေအားလုံးဟာဒီနေ့ခေတ်ကျွန်တော်တို့ရဲ့အမေရိစီမှာလည်းအပြည့်အဝရှိနေပါတယ်ကျွန်တော်တို့ကဘဝပင်နေပြင်မှာလမ်းပြောင်းနေတဲ့ဒီနေ့ခေတ်ရဲ့ Odysseus တွေဖြစ်နေနိုင်ပါတယ်ဒါပေမဲ့အိန္ဒိယလန်အင်တကာကိုပြပေးမယ်မိပြတိုက်ကတော့အမေပဲဖြစ်ပါတယ်ဒါမဲ့တနင်္ဂနွေနေ့မှာကျွန်တော်တို့မွေးထုတ်ပေးခဲ့တဲ့ကျွန်တော်တို့ဘဝကိုရက်လုပ်ပေးခဲ့တဲ့အမေကျေးဇူးတင်စကားလေးတစ်ခွန်းလောက်ဖြစ်အတူတူပြောလိုက်ကြရအောင်ဒီဟာဂရိခေတ်ကနေရှင်နေခေတ်အထိမေးဆိုတာကျွန်တော်တို့ရဲ့ကံကြမ္မာကိုလှပအောင်ဖန်တီးပေးခဲ့တဲ့နတ်ဖျားမတစ်ပါးပါမိများနေမှာမိခင်အားလုံးကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေ